စိတ်ကြယောဂဆိုတာကကျွန်တော်တို့တွေရဲ့ဘဝတွေကျွန်တော်တို့တွေရဲ့လူမှုရေးတွေကျွန်တော်တို့တွေရဲ့ကျန်းမာရေးအခြေအနေတွေကိုဆိုးရွားစွာထိခိုက်စေနိုင်တဲ့စိတ်ကျန်းမာရေးအခြေအနေတစ်ခုပါဆိုတော့ဒီလိုမျိုးစိတ်ကြယောဂကိုအများအပြားရုပ်ထွက်နိုင်ကြလားလို့မေးလိုက်ကြလို့ရှိရင်အချိန်ကာလအပိုင်းအခြားတစ်ခုတည်းမရုပ်ထွက်နိုင်ကြပါဘူးကျွန်တော်လည်းဒီလိုမျိုးခံစားခဲ့ဘူးတယ်အချိန်ကာလအပိုင်းအခြားတစ်ခုတည်းဖြစ်ခဲ့ဘူးရယ်ဆိုတော့ဒီလိုမျိုးအချိန်မှာလောကကြီးတစ်ခုမှာရှင်နေရတာပြင်ပန်းလာတဲ့အခါကိုဖြစ်ချင်တာတွေမဖြစ်လာတော့တဲ့အခါမှာစိတ်ကြယောဂဆိုတာဖြစ်လာတတ်ပါတယ်ဒါပေမဲ့လည်းဒီလိုစိတ်ကြယောဂဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့တွေပြန်မရုပ်ထွက်ဖို့ဆိုတာလိုအပ်ပါတယ်ဒါပေမဲ့အများဖြင့်ရုပ်ထွက်နေနိုင်ကြလားဆိုတော့လည်း no မရုပ်ထွက်နိုင်နေကြဘူးဆိုတော့ဒီလိုမျိုးစိတ်ကြယောဂဖြစ်နေတဲ့ဟာကိုကျွန်တော်တို့တွေဘယ်လိုမျိုးကြော်ဖြတ်ကြမလဲကျွန်တော်အဆင့်60နဲ့ကျွန်တော်ပြပြပေးပါမယ်ဆိုတော့ပထမဆုံးတစ်ချက်အနေနဲ့ကဘာလဲဆိုတော့ကျွန်တော်တို့အတွက်ဒီလိုမျိုးစိတ်ကြနေုံနဲ့ပြီးသွားမှာလားဒီလိုမျိုးစိတ်ကြနေရင်လည်းဒီလိုမျိုးဘွားကြီးကိုအဆောင်တက်သွားတော့မှာလား no actually it is not မဖြစ်သင့်ပါဘူးဒီလိုမျိုးစိတ်ကြနေလို့နဲ့လည်းဘွားကြီးကပြီးဆုံးအောင်မဟုတ်ပါကျွန်တော်တို့တွေထပ်ပေါ်ရှင်းနေစရာရက်တွေအများကြီးရှိတယ်ကျွန်တော်တို့တွေထပ်ပေါ်လုံးစရာတွေအများကြီးရှိတယ်ဆိုတော့ကျွန်တော်တို့တွေဒီလိုမျိုးစိတ်ကြနေမှာအစားကိုဘာတွေပြန်ပြရမလဲကိုဘာတွေပြန်လုပ်ရမလဲဆိုတော့ဟာကျွန်တော်တို့ပြန်ပေါ်အရင်ဆုံးစဉ်းစားရမယ်ကိုပြီးတော့ဒုတိယတစ်ချက်အနေနဲ့ကိုယ့်ရဲ့ကိုတခြားလူတွေနဲ့တောင်းမနိုင်ရှင်ပါနဲ့ဘာလို့လဲဆိုတော့တခြားလူတွေနဲ့ပေါ်နိုင်ရှင်လေးပေါ်စိတ်ကြယောဂအခြေအနေကပေါ်ဆိုးရလေးတွေပဲအရေးကြီးဆုံးမလုပ်ရမယ့်အချက်ကကျွန်တော်တို့တခြားလူတွေနဲ့တောင်းမနိုင်ရှင်ပါနဲ့ကျွန်တော်တို့အရွယ်မှာတခြားသော risk တွေတခြားသောသူတွေကျွန်တော်တို့ထပ်ပေါ်တက်တာအဆင်ပြေတဲ့ဘဝရောက်ကောင်းရောက်နေပါလိမ့်မယ်ဒါပေမဲ့လည်းမနိုင်ရှင်ပါနဲ့ဘာလို့လဲဆိုတော့နိုင်ရှင်လေးပို့စိတ်ကြယောဂအခြေအနေကပို့ဆိုးရလေးပဲဖြစ်တယ်ပြီးတော့တတိယချက်အနေနဲ့ကဘာလဲဆိုတော့ဒီလိုမျိုးစိတ်ကြတဲ့ယောဂဆိုတာကအများဖြင့်စိုးစိုးရွားရွားတွေ့လိုက်ရလို့ရှိရင် introvert မှာပဲတွေ့နေရတယ်ဘာဖြစ်လို့လဲဆိုတော့စိတ်ကြယောဂဖြစ်ပြီးဆိုတာနဲ့ကိုယ်အနာမှာတရားရောက်ကိုရင်ဖွင့်ဖို့လိုလာပြီကိုယ့်ရဲ့အစဉ်ပြေဖို့ကိုယ့်ရဲ့အစဉ်မပြေမှုတွေကိုယ့်ရဲ့ဆုံးရှုံးမှုတွေအားတွေအကုန်လုံးပြောပြဖို့ရှင်ဖွင့်ဖို့အတွက်လိုလာပြီဒါမဲ့ဘယ်သူရှိကြလဲ introvert တွေနာမှာဘယ်သူမှမရှိကြဘူး introvert တွေအနေနဲ့အများဖြင့်တီးကြမှာပါကိုဖွင့်ပြောရလောက်ဒီအထိယုံကြည်ရတဲ့တကယ်ချင်းရှိကြအောင်အကယ်၍ရှိခဲ့လို့ရှင်လဲသူတို့ introvert တွေကမပြောတတ်ကြအောင်တို့အများကြီးစိတ်ထဲမှာပဲကြိတ်မိတ်ကခံစားနေတာအများကြီးအနည်းဆုံးတော့တရားမဟုတ်တရားကိုရင်ဖွင့်တင်ပါတယ်ဒီလိုမျိုးစိတ်ကြနေတဲ့အချိန်မှာအနည်းဆုံးကိုယ့်ရှိမှာတကယ်ချင်းဘယ်သူမှဘာမှမရှိဘူးဆိုရင်တော့မှကိုယ့်ရဲ့မိသားစုဝင်တွေရှိသေးတယ်ကိုယ့်ရဲ့ဆွေမျိုးတွေရှိသေးတယ်ထားပါဆွေမျိုးတွေကထားလိုက်အောင်မိသားစုဝင်တွေရှိသေးတယ်အနည်းဆုံးကတော့အမေဒါမှမဟုတ်အဖေတော့ရှိမှာပဲတို့ဖွင့်ပြောပါတို့ရင်ဖွင့်ပါတို့နဲ့ဘာတွေဆက်လုပ်ရမလဲဆိုတာတိုင်းပြပါအနည်းဆုံးကတော့သူတို့တွေကအကြံဉာဏ်ကောင်းတစ်ခုမပေးနိုင်လို့ရှင်တော့မှအနည်းဆုံးတော့ကိုယ့်ရဲ့စကားတွေကိုတေချာပေါက်နားထောင်ပေးနိုင်ပါပါပြီးတော့ဒီလိုမျိုးစိတ်ကြနေတဲ့အချိန်မှာ positive point ဝေသက်ဖို့ဆိုတာလည်းလိုအပ်ပါသေးတယ်ကျွန်တော်တို့တွေအရာကို negative thinking နဲ့မြင်နေလို့ရှိရင်စိတ်ယောဂဖြစ်နေတဲ့အချိန်တွေမှာဆိုရင်ပိုဆိုးရလာနိုင်ပါတယ်ဆိုတော့အနည်းဆုံးကတော့အကောင်းမြင်စိတ်လေးရှိသင့်ပါတယ်ဖြစ်လာသမျှအရာအကုန်လုံးဟာကိုကောင်းဖို့အတွက်ပါဆိုတော့ပဲဒီလိုမျိုးစိတ်ကိုခံယူထိုင်းနေပဲကြော်ဖြတ်ရတယ်အဲ့လိုမျိုးဆိုဘာမှတန်ရောစင်မထားတာအကောင်းဆုံးပါပဲဘာလို့လဲဆိုတော့သူတို့ဆုံးရှုံးလိုက်ရတဲ့အချိန်ကိုရှိမှာစိတ်ကြယောဂိုင်းနဲ့အများဖြင့်ခံစားနေကြရတာများတယ်ဆိုတော့အများဖြင့်တော့အဲ့လိုမျိုးခံစားချက်လေးတိုင်းမျှစီချင်တယ်ကျွန်တော်ဆိုရင်အများဖြင့်ကပေးဆက်ခဲ့ရတာများတယ်တခြားသူတွေနဲ့မတူအောင်လို့ကျွန်တော်လုပ်ခဲ့ရတဲ့ဟာများပါတယ်တချို့တော့ကျွန်တော်တကယ်ချင်းလေးသိကြပါတယ်ထားပါတော့ဒီလိုမျိုးစိတ်ကြယောဂခံစားနေရတဲ့အချိန်မှာကျွန်တော်ဘာလို့ပဲအတိကအဖြစ်တွေးမိလဲဆိုတော့ဖြစ်လာတဲ့အကောင်လုံးဟာကောင်းဖို့အတွက်ပါဆိုတော့အကောင်လုံးလုပ်ခဲ့ရတယ်ဒီအကောင်းမြင်စိတ်ဆိုတာလည်းမဖြစ်မနေစိတ်ကြယောဂအတွက်လိုအပ်ပါတယ်ပြီးတော့ဒီမျိုးစိတ်ကြယောဂကနေရုံထွက်ဖို့ဆိုလို့ရှိရင်စာအုပ်ဖတ်ဖို့လိုပါတယ်ဘာလို့လဲဆိုတော့ဒါစိတ်ကျန်းမာရေးဖြစ်တဲ့အတွက်ဒီကိုစိတ်အာဟာရပေးမှုနဲ့လည်းသက်ဆိုင်ပါတယ်ဒီလိုမျိုးစိတ်အာဟာရတွေအတွက်ကလည်းအကောင်းဆုံးအရာဆိုလို့ဒီစာအုပ်ပဲရှိရပါ
ယ်လိုမျိုးတော့စာအုပ်တွေကိုဖတ်ရမလဲဆိုတာမသိဘူးဆိုတဲ့သူတွေအတွက်ကျွန်တော်နောက်ဗီဒီယိုတွေမှာထပ်ပြောပြပေးပါမယ်ပြီးတော့ဒီစိတ်ကြရောကခံစားနေရတဲ့သူတွေအတွက်ပြောချင်တာတစ်ခုကတော့ကိုယ့်ရဲ့မိဘတွေအတွက်ကိုယ်တိုင်အတွက်ပြီးတော့ကိုယ့်ရဲ့အနောက်မှာကိုယ်အားပေးနေတဲ့သူတွေအများကြီးရှိပါသေးတယ်ပြီးတော့ဒီလိုမျိုးခံစားနေရတာတွေအကုန်လုံးဟာလည်းကိုယ်တယောက်တည်းမဟုတ်ပါကိုယ်လိုမျိုးတခြားသောခံစားနေရတဲ့သူတွေအများကြီးရှိပါသေးတယ်ဒါမှလည်းတခြားသောကဘာကျော်တရေကိုလည်းကြည့်ခဲ့ပါသူတို့ဆိုရင်လည်းကိုယ်ထက်ဆုံးရှုံးခဲ့ရတာတွေအများရဲ့ကိုယ်ထက်ပိုပေါ့ကြိုးစားခဲ့ရတာတွေအများရဲ့ဒါမှလည်းသူတို့တွေဒီလောကဒဏ်ကိုအလျှော့မပေးဘဲနဲ့ကြိုးစားခဲ့ကြတယ်ဆိုတော့တနေ့နေ့တစ်ချိန်ချင်းကိုမိဘတွေလိုချင်တဲ့နေရာတစ်ခုကိုမိဘတွေရောက်စီချင်တဲ့နေရာတစ်ခုကိုအနောက်ကနေအားပေးနေမဲ့သူတွေရောက်နေစေချင်တဲ့နေရာတစ်ခုကိုအရောက်လှမ်းလိုက်ဖို့အတွက်ကိုတိုင်းစူးစမ်းမှတန်လေးရမှာပါဒီလိုမျိုးစိတ်ကြရောကနေမယုံထွက်နိုင်မချင်းဒီနေရာကိုရောက်ဖို့ဆိုတာအဝေးပါဆိုတော့အရင်ဆုံးဒီစိတ်ကြရောကအရင်ဆုံးရုပ်ထွက်ပါလို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ကတော့လီယွန်ပါကျွန်တော်ဒီ Live Life Happily series လေးကိုကျွန်တော်ထုတ်လာတာကျွန်တော်ဆိုရင်ကတော့3မိုင်ရှိပါပြီဆိုတော့အရှိမလဲကျွန်တော်ရှင်းတန်းရတာပြင်ပန်းလာတဲ့အခါဆိုတော့ကျွန်တော်တစ်ခါထုတ်ပေးထားတယ်ပြီးတော့ကျွန်တော်ဒီ Live Life Happily ဆိုတဲ့ series လေးကိုကျွန်တော်ထုတ်မယ်ဆိုတဲ့အကြောင်းကျွန်တော်ပြပြပေးထားသေးတယ်ဗီဒီယိုမှာလည်းဒီ series လေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးအကြောင်းအရာတွေပါပါမလဲဆိုတာကိုသိချင်လို့ရှိရင်ဒီ channel လေးကိုစောင့်ကြည့်ပါလို့ကျွန်တော်ပြောချင်ပါတယ်နောက်ရဲ့ YouTube channel မှာလည်းကြည့်လို့ရပါတယ်ဆိုတော့အားလုံးပဲစောင့်ကြည့်ပေးကြပါအောင်